မှာနိုင်ငံခြားဘာသာတက္ကသိုလ်ဆိုရင်နိုင်ငံခြားဘာသာတွေပဲရှိတယ်ပြီးပညာရေးတက္ကသိုလ်ဆိုရင်ပညာရေးနဲ့သက်ဆိုင်တဲ့မိကြတွေပဲရှိတယ်ဒီကြောင်းဆိုလို့ရှိရင်ဒီကြောင်းနဲ့သက်ဆိုင်တဲ့မိကြတွေရှိတယ်အဲ့လိုမျိုးရှိတယ်ပေါ့ဒါမြန်မာမှာရှိတဲ့အနေအထားပေါ့ဒါပေမဲ့ကိုရီးယားမှာကျတော့အမတို့အရင်တော့ဆိုရှင်အဲ့လိုမေးကြကိုရီးယားမှာဘာမေးကြရရှိရလဲမေးကြရအများကြီးကိုအမတစ်ခုအကုန်လုံးထိုင်ညွှန်တာတစ်နေ့နဲ့မလောက်ဘူးပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့ကိုရီးယားမှာမေးကြရအများကြီးရှိတယ်ပြီးတော့အသေးစိတ်တွေလည်းထပ်ခွဲတယ်ပေါ့နော်ထပ်ခွဲတဲ့ခါကျတော့အမတို့သိထားရမှာကမေဂျာကသူက fees alike กว่าသေးတယ်ဒီမှာဆိုရင်ဒါအမဒီမှာပြထားတဲ့ college short ဆိုတာကြတော့အမတို့ဒီဂုံကု University ပေါ့အမတက်နေတဲ့ကျောင်းထဲမှာရှိတဲ့ college alike တွေကိုအမဒီမှာစီပြထားတာပေါ့နော်အဲ့တော့တက္ကသိုလ်တစ်ခုမှာတော့ college တွေအများကြီးထပ်ရှိသေးတယ်အဲ့တော့ဒီတက္ကသိုလ်မှာဘာမေဂျာတွေရှိလဲဆိုရင် college တစ်ခုချင်းစီကိုဝင်ကြည့်မှဒီတက္ကသိုလ်မှာရှိသမျှမေဂျာတွေအမတို့သိနိုင်မှာပေါ့နော်ကျမ်းများပဲကြည့်မယ်ဆိုရင်တက္ကသိုလ်နဲ့မေဂျာကြည့်မယ်ဆိုရင်ဒီမျိုးတက္ကသိုလ်အကြီးတစ်ခုရှိမယ်ပြီးအောက်မှာဖြာထွက်သွားတဲ့ college တွေရှိတယ်ပေါ့နော်အဲ့ college တွေအောက်မှာဘာမေဂျာတွေရှိလဲဆိုပြီးတော့ထပ်ပြီးတော့ကွဲသေးတယ်ပေါ့နော်ဒီမှာဆိုရှင်ဒီမှာကြည့်မယ်ဆိုရင်တော့ဘယ်နှခုလောက်ရှိတယ်အများကြီးပဲ10ခုထက်မကရှိတယ်အဲ့ college တစ်ခုချင်းစီထဲမှာလည်းမေဂျာတွေထပ်ပြီးတော့အများကြီးရှိသေးတယ်အဲ့ခါကျတော့ကိုကဘယ်အပိုင်းကိုစိတ်ဝင်စားရလဲဆိုတော့မေဂျာတစ်ခုချင်းစီထဲမှာမှဘာတွေလေ့လာရတယ်ဆိုရဲအဲ့လို subject တွေထပ်ပြီးတော့ရှိသေးတယ်အဲ့ခါကျတော့ကိုစိတ်ဝင်စားတဲ့ဟာကိုသိဖို့ဆိုလို့ရှိရင်တစ်ခုချင်းစီလိုက်ဖက်ကြည့်ရင်တော့ပို့ပြီးတော့သိနိုင်တယ်ပေါ့နော်ကိုက engineering စိတ်ဝင်စားတယ်အဲ့ဆိုရင် college of engineering နဲ့တွားပြီးတော့အဲ့ဒီမှာထပ်ပြီးခွဲထွက်တဲ့ထဲမှာကိုစိတ်ဝင်စားမယ် keyword လေးတွေပေါ့နော်ဘယ် engineering စိတ်ဝင်စားတယ်အဲ့ထဲကိုထပ်ဝင်ပြီးအဲ့ဒီမှာဘာတွေသင်ရလဲဆိုရင် subject တွေအသေးစိတ်ထပ်ဝင်ဖတ်ကြည့်တော့မှဒါကငါစိတ်ဝင်စားတာပါလားဆိုပြီးတော့ရှာတွေ့နိုင်မှာပေါ့နော်